လာမှဆော့အောင်အဲ့ဒါလေးကလေတတ်တာမဆော့ရသေးဘူးဆော့ဖို့လာတာလားဈေးရောင်းဖို့လာတာမဟုတ်ဘူးလားမမေကိုကိုလာတာဆိုမနေကပြောတော့မမေကိုကူပေးမလို့ဆို